မြင်းလက်နဲ့ပြန်လာမယ်အစ်စ်လား ငါတထေးတွေအများကြီးမြင်မှုပါတယ်ဟာအဲ့လောက်ကြီးတော့ဟုတ်မနေပါဘူးအဲ့ဒီဖွားရတာလားမမလေး မြင်းအစ်စ်နဲ့ဒီမှာဘာအားလိုက်ချာနေရလဲ ငါသားအဲ့ရှိုးဆိုတဲ့ဟာမကိုလူကျင်တယ်မဟုတ်လားရအောင်သာယူစမ်း တချပြီနော် ချငါသားချလာချ မင်းကိုလေရတနာဆိုင်ကတထဲသမီးရွှေဦးကိုခိုးရလို့ဆို ကျမတို့မျိုးရိုးစစ်စစ်ထိမ့်သိမ်းလာတယ်အထက်တန်းစားသွေးတွေထဲမှာဒီလိုကောင်မျိုးလုံးဝအဝင်မခံနိုင်ဘူး လက်ထက်စာချုပ်မှာတရားဝင်လက်ထပ်ပြီလို့ ရွှေကုမင်းမဖြစ်ပြီးသွားပြီ ကျောင်းကျမကောင် အိုးအင်းကြီးရှင်တို့ရဲ့ခမိခမဲအသက်သက်လေးမိချင်ရောက်နေပြီလေ နင်တို့လိုအစင်တန်းမျိုးနဲ့မတန်မရမိုးပေါ်လာတက်မှန်းနေအောင်ခွေးကြိုက်တာတဲ့နားတယ်ဟဲ့ ထွက်သွားအကောင်လုံးတန်းစီပြီးတော့ထောင်ထဲထဲပလိုက်မိန်းကလေးကလည်းအပြိုပြန်ဖြစ်လာတော့မှမဟုတ်ပဲ ဘာလဲပြောပြလဲတန်းစားကောင်တဲ့အောင်စား အဲ့ဒီတန်းစားနစ်သမီးကလိန်တော်ထားတာနေတော့လေတန်းစားပဲ အဲ့တော့လေတဆုံးရိုင်းပြလို့ကောင်းသွားတာပေါ့ဒီသားကအားလုံးကိုမုန်းချင်ပြည့်စိတ်မရှိရဟာ ဒါတော့မိုက်ပါတော့ဒီဘာကြီးကြောက်ခံမယ် အဲ့ဟာမအောင်နင့်ကိုယူခိုင်းတာလေနှိစက်ဖို့သူတို့ဇန်းတင်တဲ့သမီးကိုငါသားယူနေတဲ့ဆိုငါပြချင်တာလိုချင်တာ ငါမောင်ရုံမှာသွားတယ်မင်းတို့မိသားစုငါဒီတက်မကြည့် တတ်မတည့်ဘူး တော့ တတ်ပြည့် ရတနာဆိုင်ကြီးကမင်းတို့ဖက်မှာပြက်ကြီးကမထိန်သိမ်းနိုင်နဲ့အမိုက်မယူရောမယ်ယူရောမယ်ဟိုကြီးအမိုက် ကံကြောင့်ဆုံလာရတဲ့သူတွေဟာကံကုန်သွားပြီဆိုရင်ဖြင့်ခွဲခွာကြရတာပါပဲဒီလောကကြီးထဲမှာအားလုံးကခဏတာလာတဲခိုကြတဲ့ကံဧည့်သည်တွေပါပဲ